ကယ်တော့လေကျွန်တော်တို့ကအခုဒီ2021လုံပေါ့နောက်ပိုင်းမှာကျွန်တော်အမှုပညာသမားတွေကိုစစ်တပ်ကနေအနိုင်ကျင့်ပြီးတော့အဲ့လိုနောက်ကနေကျွန်တော်ကိုင်းဒါဟိုခေါင်းဆောင်ဟိုဟာတွေကနေကျွန်တော်ဖမ်းမိပြီဆိုနောက်ကနေတနက်တီနဲ့ချိန်ထောက်ထားပြီးတော့ကိုယ်နိုင်ငံပြည်မှာပြောခိုင်းတာကိုကျွန်တော်တို့လူပညာသမားတွေနိုင်ငံကိုနိုင်ကျင့်ပြီးတော့ကိုယ့်ရဲ့ချင်းတွေကကြက်လို့အုပ်ထားတဲ့ချင်းတွေကကြက်လို့ကြိုက်တဲ့ချိန်ထုတ်ပြီးတော့ရိုက်သက်စားလို့ရတဲ့ပုံစံလုပ်ခဲ့တာအခုမှဟုတ်တယ်အဲ့တော့ကျွန်တော်ဖြတ်တန်းမှုအရာဆိုကျွန်တော်ရုပ်ရှင်လောကရောက်တာအစိတ်ကျော်30နီးနီးမှာရှိနေပြီဒီချိန်မှာဟိုးအရင်တော့ကထင်ထင်ရှားရှားဆိုရင်ကိုမြတ်တာတို့မြမအတန်ပါဆိုရင်ဒီတချင်းလေးဆိုတဲ့စကားလေးအင်တာဗျူးမိတ်ဆက်တဲ့အချိန်မှာဒီလေး10တန်းဆိုတော့10တန်းအောင်ပြီလားဆိုတော့ကြောင်းပြီးသွားပြီပေါ့ဆိုတဲ့စကားလုံးမျိုးတွေသူတချင်းဟာတာတချင်းလေးစတိုင်ယာလေးတွေဆိုတဲ့ဟာလေးနဲ့တော့မှနှစ်တည်းအများကြီးဒီလူပညာသမားတရားကို fake out လုပ်ခဲ့တာသူချင်းဆိုတော့ခံกินမှုဆိုလဲသူ့နဲ့သူအပြင်မှာသူ့နဲ့သူဟာလာတချင်းဆိုတဲ့ကြောင့်ကင်မရာမင်းရဲ့မှတ်တမ်းတင်မှုကြောင့်သူတို့စော်ကားတာမဟုတ်တဲ့ဟာတော့မှသူတို့စိတ်ထဲမှာဘဝင်မကြရင်ကျွန်တော်လူပညာသမားတွေကိုတိုက်တဲ့ပုံစံမျိုးနဲ့ထည့်ခြင်းထည့်မယ်ထုတ်ခြင်းထုတ်မယ်လှုပ်ခြင်းတာလှုပ်လို့ရတာအခုမှမဟုတ်ပါအဲ့တော့သူတို့တွေရဲ့ရုပ်မှာပတ်ဆက်ရိုင်းဆိုင်မှုတွေကတော့ကျွန်တော်တို့အတွက်ကတော့ကျွန်တော်ဒါရိုက်တာဘောကအစကတည်းကကိုကျွန်တော်တို့ကဒီစင်ဆာဆိုတာနဲ့အပြည့်နဲ့နှစ်ပန်းလုံးခဲ့ရတာဆိုတော့လေ